တာဒီနဲ့မဖေးပါအပိုင်းတုံတစ်ပင်ကြီးအောက်ကမြေပင်ကတဖြည်းဖြည်းကွဲဟာလာပြီးအောက်ဖက်ကနေအနီရောင်အလင်းတစ်စင်းထပ်ပေါ်လာတယ်။တာဒီဟာမီးအိမ်ကိုမြှောက်ပြီးအောက်ကိုစူးစမ်းကြည့်လိုက်တယ်။အောက်မှာတော့ကြောက်တုံးနရံတွေနဲ့ဝိုင်းထားတဲ့အိုဟောင်းနဲ့လွှိုင်ကူတစ်ခုရှိနေတယ်။လွှိုင်ကူလက်တွင်းကလေကအေးဆက်နေသည်အကင်ကတစ်တောထက်တောင်တိပ်စစ်လှတယ်။အဲ့ဒီအချိန်မှာလေထဲကနေမဖဲဝါရဲ့အတန်ကထပ်ပြီးကြားလာတယ်။တာဒီမင်းရှာနေကအောက်မှာပဲတာဒီကအနှင်းငယ်တတိထားပြီးလွှိုင်ကူတွေကိုဆင်းသွားလိုက်တယ်။နေရန်တွေမှာအဟောင်းဆုံးတင်ကေတာတွေထွင်းထားပြီးအလေမှာကြောက်စပွဲတစ်ခုရှိနေတယ်။ကြောက်စပွဲပမာတော့တစ်သားတစ်တာလေးတစ်လုံးတည်ရှိနေတယ်။တာဒီကတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာရှိနေတာကသူတခါတုန်းကမဖဲဝါကိုပေးခဲ့တဲ့အဆောင်နဲ့တူညီတဲ့အရာတွေအများကြီးပဲ။ဒါရီဘာကြောင့်ဒီမှာရှိနေတာလဲအဲ့ဒီအချိန်မှာနောက်ဖက်ကလေတိုက်တန်နဲ့အတူခြေလန်းတန်တဖြည်းဖြည်းနီးလာတယ်တာတီပြန်လှည့်ကြည့်လိုက်တော့လွှိုင်ကူဝင်ပေါက်မှာမဖဲဝါရက်နေတယ်ဒီတခါသူမရဲ့မျက်နှာကပိုပြီးလေးနက်နေတယ်တာတီမင်းမြင်တဲ့အရာတွေကမင်းအတွက်အဖြေမဟုတ်သေးဘူးဒါဆိုအမှန်တရားကဘာလဲတာတီကမေးလိုက်တယ်မဖဲဝါကလွှိုင်ကူအလေးကိုရှောက်လာပြီးကြောက်နေရန်တစ်ဖက်ကိုလက်ညှိုးညွှန်လိုက်တယ်။နေရန်ပေါ်မှာထွင်းထားတဲ့ပုံတစ်ပုံရှိနေတယ်။အဲ့ဒီပုံထဲမှာလူတစ်ယောက်နဲ့မိန်းမတစ်ယောက်ရှိနေပြီးသူတို့အနားမှာထူးဆန်းတဲ့သင်္ကေတတွေဝိုင်းနေတယ်။တာတီအနီးကကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေကြေသွားတယ်။ဒီလူကငါပဲလား။မဖဲဝါကတဖြည်းဖြည်းခေါင်းညိတ်လိုက်တယ်။ဟုတ်တယ်။ဒီဇလန်းကမီးနဲ့စားခဲ့လာပဲ။အဲ့ဒီအချိန်မှာလွှိုင်ကုနညံတစ်ဖက်ကတုံခါလာပြီးအနက်ရောင်အယုတ်ကြီးတစ်ခုတဖြည်းဖြည်းထွက်ပေါ်လာတယ်။မဖဲဝါကချက်ချင်းတာတီဘက်ကိုလှည့်ကြည့်ပြီးအရေးကြီးသလိုပြောလိုက်တယ်။တာတီအဲ့ဒါကိုမလွတ်လိုက်နဲ့။ဒါပေမဲ့အရေးကြီးကတဖြည်းဖြည်းကြီးလာပြီးလွှိုင်ကုတစ်ခုလုံးကိုဖုံးလွှမ်းလာတယ်။အဲ့ဒီအရေးကြီးကဘာလဲ။တာတီနဲ့မဖဲဝါရဲ့အတိတ်နဲ့ဘလို့ဆက်နွယ်နေလဲ။အဲ့ဒီအရေးကြီးရဲ့လူးလျှော့ချက်နဲ့တာတီရဲ့အမှန်တရားကိုအပိုင်းလီမှာဆက်လက်ဖော်ပြသွားပါမယ်